我讲马苏会比较也多来方面，我说我寂寞呢嘛，我讲嘛。ကဲ museum ကိုတော့ယထာစီးပြီးတော့သွားပါမယ်ယထာစီးဖို့တော့ဒီမှာကတ်ဖြတ်ပါမယ်ကတ်နေပါဘာကြီးကိုနှုတ်သွားပါမယ်ကဲယထာဆောက်ပါမယ်ကျန်တော်ရလို့စကားပါပြီ Next stop, Parno.စီးပြီးတော့ကြက်ပြန်ဖြတ်ရပါမယ်ဒီနေ့က Easter နေ့မို့လို့လူတွေများနေပါတယ်လမ်းမိုက်ပေါ့ကွာတရုတ်ကွန်မြူနစ်ကိုစန့်ကျင်မဲ့အခါမှာစတားပြီးတော့လက်မှတ်ဝေထိုးခဲ့ပါတယ်ကဲအခုရောက်ရှိနေရတာတော့ကျွန်တော်အကြောင်းကနေပြန်လာအကြောင်းကနေပြန်ပြီးတော့ဒဗလေမျိုးရဲ့ဒဗလေရဲတိုက်ကိုလာနေပါတယ်ဒဗလေမျိုးတော့ရဲတိုက်ပါဒဗလေရဲတိုက်လို့ခေါ်ပါတယ်ဟုတ်တော့ပြတိုင်းမြူဇီယံထဲကိုဝင်ပါတော့မယ်ဒီမှာဗုဒ္ဓရုပ်ွားတော့ပါဘယ်နိုင်ငံလဲဆိုတော့မရေးထားပါဘူးဖြစ်နိုင်ခြေရှိတော့ဒါမြန်မာနိုင်ငံကဖြစ်နိုင်ပါတယ်ဟောလဲဆိုတော့ကျန်တာဘုံခေတ်ကလက်ရအတိုင်းထုတ်လုပ်လာတာပါဟိုကတော့ဒါထိဝေးတာပါတစ်ချက်ဝင်ကြည့်လိုက်ပါတယ်ဟိုကပြလိုက်တဲ့ငွေဘိုးအတွက်ကိုလောကနဲ့တွဲကြီးတွေပဲထားခဲ့ရပါတယ်ဟိုကယူလို့မရပါဘူးတဲ့တွဲယူလို့မရပါဘူးဒီစောင်းကြီးကတော့အစ္စလမ်ဘာသာတွေရဲ့ဗာလဲအာရန်တူမိုဟာမက်ဆိုပြီးတော့ရေးထားပါတယ်ဒီအာရန်ကနေမိုဟာမက်အထိကျမ်းစာဖြစ်မယ်လို့ထင်ပါတယ်ဆာမူရိုင်းဝစ်စုပ်ပါမေကြီးခင်မရောက်ခင်ဒီဆာမူရိုင်းနေကြီးစိုးခဲ့တဲ့ခင်မှာပဲဒီဆာမူရိုင်းဝစ်စုပ်တွေကဝတ်တာများပါတယ်ဟိုမြန်မာနိုင်ငံကိုလည်းအဲ့မှာဆာမူရိုင်းနေလာပြီးတော့စစ်မှုထမ်းနေပါတယ်မြန်မာနိုင်ငံရခိုင်မှာဆာမူရိုင်းစစ်မှုထမ်းပါတယ်မြန်မာပြည်နန်းတော်ဒီကဆာမူရိုင်းတွေရောက်တယ်လို့မြန်မာတမိုင်းမှာလည်းရှိပါတယ်ဒါကတော့အီဂျစ်ဒေတာဟာပါကဲဒီဝဲစော်ပွဲတဲ့နောက်ဆုံးပြင်ကတော့ပူရီပါနောက်ဆုံးပြင်ကတော့အမှတရုတ်ဆိုရက်စီယန်တော်လိုင်းနဲ့အတူအမှတရုတ်ချင်းမေးဆိုင်ဒီတစ်ခုတော့တွေ့ကြပါပါတယ်ဒါကတော့ချင်းမင်းဆက်လက်ထက်ကဝေတာချင်းဧကရစ်ဝေတဲ့ဝင်းဆောင်ဖြစ်နိုင်ခြင်းရှိပါတယ်ချင်းဧကရစ်ကဝေတာများပါတယ်တရုတ်ရှေးအောင်စကိုင်းမှာဆိုတာပါပါတယ်ကဲနောက်ဆုံးတော့ကျွန်တော်ရှာနေရတာပါပဲဒီမှာကြည့်ရမယ်ဆိုရင်ဒါမြန်မာနိုင်ငံရဲ့ဟောပဲဖြစ်ပါတယ်ဒါပေမဲ့ထိုင်းလန်တော့ဘာလို့ကောင်းစင်တက်ထားလဲဆိုတော့မသိပါဘူးအဓိကဟာဒါမြန်မာနိုင်ငံဟာပါဘာလို့လဲဆိုတော့ဒီမှာဒါကိုကြည့်ရရင်
ဒါမြန်မာဘရင်တွေလဲထုံမင်္ဂလာပြုနေတဲ့အခမ်းကဏ္ဍပဲဖြစ်ပါတယ်ဒီမှာမြန်မာလိုရေးရပါတယ်လဲထုံမင်္ဂလာပုံနဲ့ထိုင်းနိုင်ငံဘာမှမဆိုင်ပါဘူးထိုင်းနဲ့ဘာမှမဆိုင်ပါဘူးမြန်မာလိုရေးရတယ်ဒီလိုကျွန်တော်ဒီနေ့လာပြီးဒီမှာလေးလာရတဲ့ဟာတော့ဒါမျိုးဒါကိုတင်ပြချင်တော့ဘူး90th century ဆိုတော့ဒါကုန်းမောင်ကင်လက်ထက်ကပါကျရနာဘူခေတ်ဖြစ်မယ်တင်ပါအင်္ဂလိပ်တွေမြန်မာနန်ဒရီကိုမတရားသိမ်းပြီးနောက်မှာဒီလို private တွေကိုယူဆောင်ရပဲဖြစ်ပါတယ်ဒီလို private တွေနဲ့အတူမြန်မာနိုင်ငံရဲ့တိခသနာပလင်တော်မှာယူဆောင်ရပါhistory of monarchy of China တရုတ်ပြည်ရဲ့တမိုင်းတော်ပေါ်လာတဲ့စာအုပ်ဒီပညာရှင်ကရေးခဲ့တာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်မြန်မာနိုင်ငံပုံပါမယ်အချိန်မှာမြန်မာနိုင်ငံရဲ့မြို့တော်ကပဲခူးပါတယ်ပဲခူးပါပါတယ်ဒါကဘယ်တော့တုံးလဲဆိုတော့ဘင်းတော်မင်းကြီးလက်ထက်တော့ပါ16ရာစုဆိုတော့အဲ့တော့မြန်မာနိုင်ငံယူရီးယားရဲ့လာအိုလီစင်းလိုလည်းမြန်မာနိုင်ငံအဖြစ်သတ်မှတ်လို့ရပါတယ်အဲ့တော့မိပုံပါချင်းလုံးအင်္ဂလိပ်လက်ကဒီဗုဒ္ဓပတိပါချင်းလုံးအင်္ဂလိပ်ဆိုတော့ဒီမြန်မာတွေကိုဆိတ်ချုံးရတဲ့ဘရင်ပါအခုပြခန်းကတော့ဒါဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ပြခန်းဖြစ်ပါတယ် Buddhism in China and Japan ဆိုတော့တရုတ်နဲ့ဂျပန်က Buddhism အကြောင်းပါဒါပေမဲ့ဂျပန်ထက်ဗုဒ္ဓဘာသာဖြစ်တာအောက်ကိုရီးယားဂူဂူရောကနေပြီးတော့ဂျပန်ထက်အရေးဖြစ်တာပါဂူဂူရောပြီးတော့မှဂျပန်အောင်တဖြည်းဖြည်းနဲ့ကျိုးဆုံးခေတ်မှာဒီဂျပန်ဗုဒ္ဓဘာသာရောက်တာပါဒါကတော့ကုန်းပေါက်ရေလက်ထက်ကပဲရေးထားတဲ့ဒီပါရာပိုက်လို့ပဲပြောရမှာမသိဘူးဒါ The Light of Buddha ဒါဗုဒ္ဓဝင်ကျမ်းကြီးပါဗုဒ္ဓဝင်ရုပ်ပြပါဒါတော့မြန်မာနိုင်ငံပဲဖြစ်ပါတယ်ဒါတော့အစ္စလာမ်ဘာသာနဲ့ပတ်သက်တဲ့စာအုပ်တွေပါသူကုံရံတော့ဘာမှပါမဟုတ်ကဲဒီဘက်မှာတော့အီရန်နီးယားရဲ့သူတို့ရဲ့ဟိုပေါ့သူအီရန်တွေကမိုဂိုအေဘာယာကျူးကျော်မှုကနေပါဖြစ်သွားတယ်ဒါတော့painting on it မကိုအေဘာယာအကဘာနေကြီးတာဒါလေးရောမကိုအေဘာယာမှာနာမည်ကြီးပါပဲအဲ့ပြင်မကိုမေးဆက်ကိုတီထောင်ခဲ့ရပါအိန္ဒိယမှာအတော့ကပြီးဒီမကိုအေဘာယာအကြီးဆုံးပါပဲအတော့ကရဲ့မော်ရီယက်အေဘာယာပြီးဒါအကြီးဆုံးပဲသူ့ခေတ်ကစာပေပကြီးတွေပါဒါတော့ကျွန်တော်တို့ခေတ်ကဗုဒ္ဓရှိုးပွားတော့ပဲဖြစ်ပါတယ်ဒါမြန်မာနိုင်ငံမှာအင်္ဂလိပ်တွေတိတ်ယူပြီးနောက်ဒီလိုနိုင်ငံခြားတွေရောက်လာတာပါနယူးဇီလန်ရဲ့အပေါ်ဆုံးမှာဒီလိုမျိုးပန်းချံအသေးလေးရှိပါတယ်ကဲဒီနေ့ဘလော့ကတကြောက်ပါပဲအခုပဲနှုတ်ဆက်ပါတယ်ဘိုင်ဘိုင်ပါ